အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခိုင်ကောဖူကုရှိရှိစာအုပ်ထဲကစန်ဒိုင်အေယောဆိုပေါ့နော်ဒီအဓိကအာဟာရ3မျိုးပေါ့နော်အဲ့3မျိုးထဲမှာသမ်ပကုရှိစပြီးလို့ရှင်ရှိရှိစပြီးလို့ရှင်သန်ဆွေခါပုစပေါ့နော်သမ်ပကုရှိစပရိုတင်းဓာတ်ရဲ့ရှိရှိစအဆီဓာတ်ရဲ့ပြီးလို့ရှင်သန်ဆွေခါပုစအချိုဓာတ်ရဲ့ပေါ့နော်အဲ့သူအဓိက3မျိုးပေါ့နော်တမ်ပကုရှိစမှာပါလဲဆိုတော့ဒီနိကုအသားလို့ရှင်စကနာငါပေါ့နော်ဒိုက်စုဆဲဟင်ပေါ့ဒီပဲကြီးနဲ့လောက်ထားတဲ့ပစ္စည်းတွေပြီးလို့ရှင်ထမကောပေါ့နော်ဒီကြက်ဥတွေကနေသူကပါလာတာပေါ့နော်အဲ့ကနေသူအဲ့ထဲကနေသူကပါတယ်ပေါ့နော်သူကဂရမ်ကို4ကီလိုကီလိုဒီပါပေါ့နော်ဒီတဂရမ်ကို4ကီလိုကီလိုဒီပါတာပေါ့နော်နောက်တစ်ခုကကျတော့ရှိစအဆီဓာတ်ပေါ့ဆီဓာတ်မှာကျတော့သူကဘယ်ထဲကနေပါလဲဆိုတော့အာဘူရာပြီးလို့ရှင်ဘတ်တာပြီးလို့ရှင်လာတူပေါ့နော်ဒီဆီထဲကနေပါတယ်ပြီးလို့ရှင်ဘတ်တာထော့ပတ်ပြီးလို့ရှင်ဒီဝက်ဆီထဲကနေသူပါတာပေါ့နော်အဲ့ထဲကနေအဲ့ဒါတွေစားသုံးလို့ရှင်ရှိစဆိုပေါ့နော်အဆီဓာတ်တွေရရှိမှာဖြစ်ပါတယ်သူကကျတော့ဒီတဂရမ်ကို6ကီလိုလီပေါ့နော်6ကီလိုကီလိုလီရှိရပါတော့သူကတဂရမ်ကို6ကီလိုကီလိုလီပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့စတန်ဆွေခါပုစပေါ့ဒါအချိုဓာတ်ဘူတိုပေါ့နော်ဒီပေါ့နော်အချိုဓာတ်ပေါ့နော်သူကဘယ်ထဲကနေပါလဲဆိုတော့ man ပေါ့နော်ကိုမဲစံထဲကနေပါတယ်ထမင်းပေါ့ကိုမဲထဲကနေပါတယ်ပြီးလို့ရှင် mandarin ခောက်ဆွဲအမျိုးအစားထဲကနေပါတယ်ပြီးလို့ရှင်စာတိုပေါ့နော်တကြားပေါ့အဲ့ဒီထဲကနေတို့အဲ့ထဲကနေတို့ပါတာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအများကြီးစားသုံးလို့ရှင်ခါတိုနီဆက်ရှုစရုတိုရှိစုとして体に蓄積されるပေါ့နော်သူအဲ့ဒီခောက်ဆွဲတို့ထမင်းတို့ပြီးလို့ရှင်ဒီတကြားတို့အဲ့အချိုဓာတ်တွေလွန်ကျွံစားသုံးလို့ရှင်ဒီခန္ဓာကိုယ်ထဲမှာသူအဆီဓာတ်အနေနဲ့သူဒီခန္ဓာကိုယ်ထဲမှာစုပုံလာမယ်ပေါ့နော်အဲ့တော့လူဝါစီမှာပေါ့သူအဓိကပါတာကျတော့ဒီဂရမ်ကိုသူ4ကီလိုကီလိုပဲပါပါတယ်ဒါပေမဲ့အလွန်ကျွံစားသုံးလို့ရှိရင်သူအဆီဓာတ်ဖြစ်ပြောင်းလဲသွားမှာပေါ့နော်ခန္ဓာကိုယ်ထဲမှာ